နေ့ပင်သေးကုတ်တွေနေ့မှာဝိညာဉ်တော်ဆင်းကြွလာတဲ့အခါမှာဒီအရက်ကအထင်ကြီးစရာကောင်းတဲ့လူတွေမဟုတ်ဘူးသို့တော်လည်းထိုးသူတွေအပေါ်မှာတန်ရှင်သောဝိညာဉ်တော်လေပြင်းပုံတိုင်းကဲ့သို့ဆင်းကြွလာတဲ့အခါမှာလူများစွာနှလုံးသားကိုကင်လှုပ်သောနေရာဖြစ်လာတယ်အဲ့ဒီလူပေါင်း120သောသူတွေအပေါ်မှာဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာလူ3000မကဆွဲဆောင်ခြင်းခါသောနေရာဖြစ်လာတယ်ယနေ့အဲ့ဒီဝိညာဉ်တော်ဘယ်နေရာမှာနေရာယူသလဲသူ့ကိုကိုးကွယ်တဲ့နေရာတိုင်းဖြစ်တယ်သူ့ကိုလိုအပ်တယ်လို့ပြောတဲ့နေရာတိုင်းဖြစ်တယ်သူ့ကိုချီးမြှောက်တဲ့နေရာတိုင်းမှာဖြစ်တယ်ဘာဖြစ်လို့လဲသူ့ရဲ့နာမည်ကိုကဥပစ္စေဆရာကျွန်တော်တို့ကိုတွင်တင်ပေးဖို့အလွန်အလိုရှိတော်ဖရာဉာဏ်ပညာပေးတော်ဖရာကုညီမဆတော်သူဖြစ်တယ်တင်းနဲ့ကျွန်တော်မတတ်နိုင်သောနေရာတိုင်းမှာထိုဝိညာဉ်တော်ဒီမဆပေးဖို့အစဉ်သင့်ရှိတော်ဖရာဖြစ်တယ်Then she will listen to me.
Amen. Praise the Lord. Praise the Lord. Praise the Lord. Yada. Woo. Thank you, Holy Spirit. Amen. That's you know when you know. Let's go. Hallelujah. Amen. Amen. Praise the Lord. Praise the Lord. Praise the Lord. Hallelujah.